ဒီသွားတက်မဲ့တောင်ကတော့ဖန်ရဲ့နွားလပုတ်တောင်လို့ခေါ်ကြပါတယ်သူရောက်ပေါက်နေမှန်တိတာလုံးနေဗျာကြည့်လိုက်လမ်းမှာဆိုလဲတိလားညက်တချုံလေးကြီးပဲကျောင်းစိန်တော့နိုင်ခွက်ကြော်တော့သွားမယ်ထင်တယ်ကျွန်တော်ရေတံမှုစီဒီပေါ်မှာကြံခဲ့ပါပြီရေစားလို့ရှိရင်ရေတောက်စရာမရှိတော့ပါကဲတော့လူသူရောက်ပေါက်နေပါတယ်လမ်းမှာဆိုလဲကြည့်လိုက်ပါဦးအကောင်လုံးမြက်တွေကြီးပဲဖတ်တိုင်းဆိုတော့နည်းနည်းလေးတော့ဗီဒီယိုများမယ်နော်သွားတဲ့ experience လေးအများကြီးပြောချင်တော့ကိုလာမယ်ဆိုလို့ရှိရင်တော့အပင်ကြီးအကောင်နေနဲ့ legit ရှိရလို့ဆိုလို့ရှိရင်တော်တော်လေးတတိထားရမယ်ဗျာအပင်ကြားရဲ့တော်တိုးပြီးဆင်းရโอเคပါကြည့်ပါခင်ဗျာဒီတောင်တက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းတယောက်တည်းမလာဘူးကြံပေးကျင်တယ်ဗျာတချို့လမ်းတွေကပြက်နေတယ်ဗျာပြလို့ရှိရင်လည်းတွေ့တဲ့အတိုင်းပဲခြုံနေတယ်တိုးသွားရဆိုတော့နည်းအဲ့နဲ့ကြည့်ရဗျာအဲ့ဆိုကျွန်တော်ဘာလို့ပြန်မလှည့်ပဲနဲ့သွားလဲဆိုလို့ရှိရင်ကျွန်တော်တယောက်တည်းလာရလို့ဗျာတယောက်တည်းပဲသွားရမှာဗျာအနောက်ကလူတွေအတွက်ကိုကျွန်တော် experience တစ်ခုပေးရ okay ပါကြည့်ပါတွေ့လားတိုးဝှေ့သွားရတာဗျာဒီမှာကြည့်ဒါဒီလိုမျိုးအပင်နဲ့ allergic ရှိရတယ်ဆိုလို့ရှိရင်တော်တော်ရားပါမယ်ကျွန်တော်မှစပြီးရားနေပါခင်ဗျာအပင်နဲ့ရှောင်ပြီးသွားပါမယ်အဓိကတော့မျက်နှာနဲ့ပေါ့လက်တွေရားတာခံနိုင်မယ်မျက်နှာရားလို့ရှိရင်တော်တော်လေးကိုအဆင်မပြေပါဘူးပြလီအိုးဒီပင်နဲ့ရားတဲ့လူဆိုရင်တော့သွားကြည့်ကျွန်တော်ဒီလုံးဝလမ်းပြောင်းနေပေါ့တွေ့လားဒီလမ်းကိုကျွန်တော်ရှောက်ကမယ်ဗျာဒါကျွန်တော်တော်တော်လေးကိုတတိထားပြီးသွားရမယ်ဒီလိုမျိုးလူသွားနေတဲ့တောင်တက်လမ်းတွေသွားမယ်ဆိုလို့ရှိရင်တတိထားပါပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော် post တစ်ခုဖတ်လိုက်ရတယ်မန္တလေးကအကူတယောက်တောင်တက်တာဗျာသူတက်တာဆိုလို့ရှိရင်တယောက်တည်းတက်တာဒီလိုလမ်းကိုပဲသူတက်တာဗျာဒါပေမဲ့သူမွေကိုက်ခံလိုက်ရတယ်ပေါ့သူတေးမလို့ဖြစ်သွားတယ်ပေါ့လေကျွန်တော်အဲ့တော့နည်းနည်းစိုးရိမ်သွားတယ်ပေါ့ကိုငါဒီလိုလမ်းရင်သွားလို့ရှိရင်အရင်တော့ဆိုဖြစ်ကလက်ဆန်သွားတယ်ဗျာအခုကျွန်တော်မသွားတော့တက်နေမြအရှိကိုတတိထားသွားမယ်ဘာရှိမယ်ညာရှိမယ်ဆိုတတိထားသွားအောင်ဆိုတော့ကျွန်တော်တယောက်တည်းသွားလာနေရလူမလို့ဗျာရင်စိုးတော့ရှိပါတယ်ဒါတွေကโอเคဒီလိုမျိုးတကယ်တောလန်းနေမှာတောင်တက်မယ်ဆိုလို့ရှိရင်တော့ဘောင်းမီရှည်လက်ရှည်ဝါတာအကောင်းဆုံးပါကျွန်တော်တို့ချွေးရမ်းထွက်လို့လက်တို့ပဲဝတ်တယ်ဗျာဒါပေမဲ့ဘောင်းမီကတော့အမြဲလို့ရှေ့ဝတ်ပါခြေထောက်တွေရှာတာမျိုးထိခိုက်တာမျိုးမရှိအောင်လုပ်ပါလေဒီဟမ်ဟုတ်လက်ချင်းရှိရဲ့လူတို့ရားတက်တဲ့လူတို့ဆိုလို့ရှိရင်ဒီတောလန်းမလာတာအကောင်းဆုံးပဲအော်ဆိုတော်တော်လေးရားတယ်ဗျာကျွန်တော်တို့တော်တော်များများခံနိုင်ရှိရတော့မှရားတယ်ဗျာနည်းနည်းလေးရားရပါဇွဲဝင်စေတီတော့တောင်းမှဖြစ်ပါတယ်ဒီတိုက်နေပါတယ်ပြရလို့ရှိရင်လည်းမိုးကလည်းဖွားဖွားလေးကျနေတော့မိုက်တယ်ဗျာမပင်မဲနေလဲမထွက်လာတွေ့လားဘလောင်းမိုက်လိုက်တယ်ဒီလိုလမ်းနေဆိုလို့ရှိရင်တတိထားလျှောက်ရပါမယ်ဘာကံရမှမရှိဘူးတွေ့လားဒါပေမဲ့တရားမှာကြောက်ကြည့်ပဲအားကြောင့်မို့ချိန်မမောင်းမပြောင်းလို့တတိထားပါမယ်အဲ့ဆိုဘာမှလှေကားရှိတာမဟုတ်သေးလားဘေးနားမှာလက်တန်းတစ်ခုပဲထားပြီးထားတာဗျာဟုတ်ဆိုတောင်ကပောက်ကပ်ပြီးတော့တက်ကားတဲ့ feeling ဗျာတကယ်လည်းအဲ့လိုပဲတက်ကားပဲအလှူရှင်တွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးလှူဒန်းပေးရလူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီတရားပြလေးကတော့ဟိုးဘက်ကတောင်လှမ်းကြည့်လို့ရှိရင်မြင်ရတရားပြလေးပါဒီရှေ့တောက်လျှောက်ကတော့လမ်းကောင်းမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာလက်တန်းလည်းမရှိပါဘူးလမ်းကလည်းရှာပြီးသွားပါမယ်ခင်ဗျာကြည့်ပါဦးမလေးဒီတောင်တက်တာခြုံနေပိတ်ပေါင်းလေးကြီးပဲရှာလိုက်တာရားလိုက်တာဆိုမလေးဘယ်ကူလည်းမထင်နဲ့နော်ကြည့်တယ်အောင်မျက်တွေကြားသွားတာပထမဆုံးဇီတော်ရောက်ပါပြီခင်ဗျာကိုလေကျူလေးရှင်းပါဒီကျွန်တော်ဆွမ်းနာပြောသူပဲကျွန်တော်အရေးတန်းဝင်ပါလာပါဘူးဒါကြောင့်ကျွန်တော်ရေနေနဲ့စနေပါပြီဒါပေမဲ့အရှိရ2တောင်တော့ကျွန်တော်ရောင်းအောင်သွားတက်လိုက်ပါဦးမယ်โอเคအစင်းဆိုရင်လုံးဝတတိထားရနော်လုံးဝဒီမှာပါလမ်းချင်းလေးပါဒီမှာကြောက်ပါโอเคနော်ဖြည်းဖြည်းသွားကြပါကျွန်တော်လမ်းပြောက်သွားပါပြီဒီကသွားမလားဒီကသွားမလားကျွန်တော်မသိပါဘူးကြည့်ပါဦးခြုံနေပါပြီပဲဟိုကလှေကောဘယ်လိုသွားမလဲကျွန်တော်တကယ်မသိတော့ပါဘူးလမ်းပြောက်နေပါပြီဒါကြောင့်ကျွန်တော်စန်တော်ဝါသွားပါမယ်နော်โอเคဒါတော့လမ်းလို့ထင်တယ်โอเคဒီမှာလှေကားတွေ့ပြီလမ်းတွေ့ပြီဒီပါလမ်းတွေကတော့ဆင်ပြေချောမှုရဲ့လမ်းဆိုတော့မရှိတော့ပါပဲဒီမှာထပ်ဆင်းသွားပါမယ်ခင်ဗျာ
ကျွန်တော်ရဲ့အောက်ပိုင်းတစ်ခုလုံးရှို့ဆွဲနေပါခင်ဗျာကြည့်ပါဦးဘယ်လောက်တောင်မှရေတွေနဲ့သွားလာနေရလဲဆိုကောင်းနေမှာဖုန်နေဖက်တွေကတ်ကုန်ရှင်နေကောင်းလို့ဒါတို့ခေါ်ပါလေခင်ဗျာโอเคမှာစုပြေးရဲ့လမ်းလေးပါလက်တန်းလေးနဲ့လမ်းလေးလည်းမြင်ရတယ်စီးပဲလေခက်ခဲပြီးသွားလို့ရှင်တာရတဲ့ຢာတွေကအများကြီးရှိနေတာနောက်လည်းဖို့စီဒီနောက်ဝိဆာစီဒီဒီလမ်းတက်ကတော့ပုံမောတယ်ဗျာဘာလို့တော့ဘာလေကားမရှိလက်တန်းတစ်ခုပဲရှိတယ်ပြန်အဲ့ဒါတွေကလည်းဂုံးတွေတွေ့တက်ကအတောင်ဆက်သွားမှာဖြစ်ပါတယ်နိုင်ဝက်တော့သွားမှထင်တယ်လေကားမရှိပါဘူးဒီတိုင်းပဲတောင်ဆင်းနေမှာဒါကိုကင်ပြီးတော့တေချာလေးဆင်းရပါမယ်အားအောင်ရှိပါတယ်ပြားတန်ကြီးကြားလားတတိထားသွားပါမယ်ခင်ဗျာနှုတ်ဆိုပြားတောက်ခံပါမယ်တကယ်သွားခြင်းနဲ့ဒီနွားလက်ဖို့တောင်ဆက်မသွားနိုင်တော့ပါခင်ဗျာဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာသွားမယ့်ခရီးကတနင်္လာနေ့နီးပါးလောက်ကြာပါမယ်ကြောင့်ဒီ vlog လေးကိုဒီမှာပဲဆုံးသက်ပါမယ်ခင်ဗျာလူကရမ်းမောနေလို့သွားမတက်နိုင်တာရယ်ပြရလို့ရှိရင်လည်းအဓိကရေမပါတာဗျာကျွန်တော်မှရေလုံးဝမပါလာခဲ့တော့ဒီကိုသွားတက်ဖို့ဆိုအနည်းဆုံးရေပါမှဆင်ပြေမှာဗျာအဲကြောင့်ကျွန်တော်ပြန်ပါတော့မယ် vlog ဒီမှာပဲဆုံးသက်ပါခင်ဗျာနောက်တစ်ခါအခွင့်အခါကြုံလို့ရှိရင်တော့ IT ကိုကျွန်တော်ရောင်းသွားတက်ပါမယ်ဘိုင်ဘိုင်